Hello အဲ့တော့ကျွန်တော်ဒီအခန်း30เนาะ infogram လေးဆက်သွားရအောင်ဒီတောင် ukemi ဆိုခံရတဲ့ပုံစံပေါ့မြန်မာလိုဆိုရင်တော့เนาะအဲ့တော့ ukemi ဆိုတဲ့ ukema ဆိုတဲ့ value ကိုမှတ်ထားလိုက်ကွာလက်ခံရရှိတာเนาะလက်ခံတာပေါ့အဲ့တော့ဘာနဲ့လက်ခံမှာခန္ဓာကိုယ်နဲ့လက်ခံမှာဒီ mi ဆိုတာခန္ဓာကိုယ်ခန်းကြီးเนาะအဲ့တော့ဒီခန္ဓာကိုယ်နဲ့လက်ခံမယ်ဆိုတော့ခံရတဲ့ပုံစံပေါ့အဲ့တော့ group မှာဆိုရင် e ကို align ပြောင်း remas ကလိုက်ပေါ့ e mas စကားပြောသည်ကိုကျွန်တော်တို့ကပြောခံရတာပေါ့ e ware mas เนาะငါဒီလိုပြောခံခဲ့ရတယ်ဒီကောင်လေးကိုမှတ်ထားလိုက်ဒီကောင်လေးဆိုလွယ်တယ်เนาะ e ware mas ခဏလေးကြားဘူးလောက်တယ်ဒီကောင်ဆိုရင်လေဒီဂျပန်အသုံးအနှုန်းထဲမှာပေါ့เนาะပြီး group 2မှာဆို mas ဖြုတ် rare mas ကမယ်เนาะ mi mas ဆိုရင် mi rare mas เนาะကြည့်ချင်းခံရတာပေါ့ဥပမာထားပါတော့ငါတို့တစ်ခုဘယ်လိုပြောမလဲလမ်းလူ public မှာပေါ့เนาะpublic တစ်ခုလောက်လိုက်ပြီးလူတွေဝိုင်းကြည့်ခံရတယ်ဆိုပုံစံမျိုး mi rare mas ပေါ့เนาะအဲ့ဒီမှာသတိထားမှာကဒီ group 2 math ဖြုတ်ရတဲ့ math ကကျွန်တော်ဒီခန်းနှုတ်ခဲနဲ့တူပဲเนาะပုံစံနည်းရလေခန်းနှုတ်ခဲမှာတော့ဆိုလဲ math ဖြုတ်ရတဲ့ math ကတာမှာကျွန်တော် sushi တွေပါစားနိုင်တယ်ဆို sushi ကထားပေးရတဲ့ math အဲ့ကျွန်တော်ဘယ်လိုခွဲအောင်လဲစာကြောင်းနောက်ခွဲမှာပဲရအောင်ခုနလိုမျိုးကပါတီကပါနေမယ်အနောက်မှာထားပေးရတဲ့ math ဆိုရင်ဒါစားနိုင်တာဖြစ်သွားပြီးတော့ဒီလိုမျိုးမဟုတ်ပဲနဲ့เนาะတခြားလောက်ခံရတဲ့ပုံစံမျိုးဆိုကျွန်တော်စာကြောင်းနဲ့ခွဲမှရမယ်เนาะအဲ့ဒါဆိုတော့ font အတူတူပဲမလို့ပြောင်းတဲ့ font အနောက်မှာ math ဖြုတ်ရတဲ့ကတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ group 3မှာဆို shimas ဆိုရင်စားတယ် mas kimas ဆိုရင်ခိုးရတယ် mas เนาะဒီ kimas ဆိုလေးကြောက်တယ် kimas ဆိုကျွန်တော်ကခိုးရတယ် mas လေးဖြစ်တယ်ပေါ့เนาะအဲဒါလေးကိုတော့လွတ်ချက်ပေါ့ပြီးရင်တော့ ukemi ဆိုတဲ့အတိုင်းပဲကွာ ukemi ဆိုကျွန်တော်ခံရမှာဆိုတော့ကျွန်တော်တရားရောက်စီကနေခံရမှာပေါ့เนาะအဲ့တော့ direct ကနေပေါ့တရားရောက်စီကနေခံရတဲ့ဖောင်အဲ့တော့သူကအရှင်းမှာပါတီကဒီလိုပုံစံမျိုးလာမှာပေါ့တရားရောက်စီကဆိုရပေါ့เนาะနီပေါ့ပါတီကနီနဲ့လာမယ်တရားရောက်စီကနေခံရမယ်เนาะအဲ့တော့ rail တော့ကြည့်အောင်အဲ့ဒီမှာเนาะကျွန်တော် rail ကြည့်မှဆိုရင်ဒီမှာတော့2မျိုးလာမှာပေါ့เนาะဓာတ်တွေကနေရဲ့ဓာတ်ရိုက်ခံရတဲ့ form ပေါ့နောက်တစ်ခုကျတော့เนาะတရားရောက်စီကနေပြီးတော့ noun ကို collection ခံရမှာပေါ့အဲ့တော့ဘယ်လိုမျိုးလဲဆိုဒီ rail ကြည့်လိုက်ရှင်းသွားလိမ့်မယ်ဘာလို့ watashi wa တဲ့ bucho ni homeraremashita homeru ပေါ့เนาะဒီချီးမွမ်းတာပေါ့ကျွန်တော်ဒီမှာခန်းကြီးအမြဲတမ်းထည့်ရေးပေးရเนาะဘာလို့လဲဆိုတော့ခန်းကြီးကကျွန်တော်တို့မြင်မှာများမှမှတ်မိလာမှဒီလားခန်းကြီးဆိုတဲ့မျိုးပါလေကျွန်တော်မှာစာအုပ်ထဲမှာဘယ်နှမျက်နှာစာရွက်နှာ3မျက်နှာလောက်ချရေးတော့အခန်းကြီးကျွန်တော်မမြင်ဘူးမသုံးဖြစ်ဘူးဆိုရင်မဖတ်ဖြစ်ဘူးဆိုရင်အခန်းကြီးကမေ့သွားမှချိန်ကြရင်เนาะအဲ့တော့ခန်းကြီးလေးထည့်ရတာပဲလိုက်ကြည့်เนาะ homeru ဆိုတာချီးမွမ်းတာအဲ့တော့ group 2ဆိုတော့ math ဖြုတ် rare ကတ်တာပေါ့เนาะချီးမွမ်းခြင်းခံခဲ့ရတာပေါ့ဒီမှာဆိုလဲ bucho စီကနေဓာတ်ရိုက်ခံရတာပေါ့เนาะအဲ့လို bucho ဆိုတဲ့တရားရောက်စီကဓာတ်ရိုက်ခံရတာအဲ့တော့ watashi wa bucho ni homeraremashitaပြီးနောက်တစ်ခုဆိုဒီမှာခါနီဆာဆာရဲမှာရှိတာဒါတော့ပြောတတ်အောင်ပေါ့နော်ကျွန်တော်ချိန်ကိုက်ခံရတာမပြောတတ်ရင်ဒီလိုပြောလို့ရတယ်ဆတ်စုဆိုတာထိုးတာပေါ့နော်ထိုးတယ်စိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဒါကြောင့်ချိန်ကြောင့်လည်းနှခမ်းနဲ့လေနော်အဲ့တော့ချိန်ကိုက်တယ်ဆိုတော့နှခမ်းနဲ့ထိုးတယ်ဆိုအဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဆတ်စုနဲ့သုံးတာအဲ့ဒီခါဆိုတာကတော့ချိန်ပေါ့နော်ဒီချိန်ဆိုတဲ့အဓိပ္ပာယ်ခါနီဆာဆာရဲမှာရှိတာဆိုရင်ချိန်ကိုက်ခံရတယ်ချိန်ကိုက်ခံရခဲ့တယ်ပေါ့လို့မျိုးနော်ဆာဆာတဲ့တာပေါ့ plain form နဲ့ပြောချင်တော့ပြီးနောက်ထပ် rare မှာဒီ out rare တွေကြတော့ကျွန်တော်ဒီလိုတရားစီကနေကိုမှ noun ကိုကွက်လက်ချင်းခံရတာအလယ်မှာ noun ကိုဆိုတဲ့ဟာလေးထပ်ပါတယ်နော်လူဓာတ်ရိုက်ဒီမျိုးပူချောစီကဓာတ်ရိုက်ချင်းဝန်းချင်းခံရတာမျိုးချင်းစီကနေဓာတ်ရိုက်ထိုးခံလိုက်ရတာကြိုက်ခံလိုက်ရတာမျိုးမဟုတ်ပဲနဲ့ဘယ်လိုမျိုးလဲဆိုတော့အလယ်မှာ noun လေးတစ်ဆင့်ပါတဲ့အတွက်ကြောင့်ဒီ noun လေးကို noun o ဆိုတာလေးပါလိမ့်မယ်ဒီမှာဆိုလဲ watashi wa re bucho ni shigoto o tanomare-mashita ထာနောမှုပေါ့နော်ထာနောမိမတ်ဘယ်လိုပြောမလဲတောင်းဝန်ပေးတာပေါ့တောင်းဆိုတာအဲ့တော့ကျွန်တော်ကဌာနမှုစီကနေအလုပ်ကိုတဲ့နော်တောင်းပေးခံလိုက်ရပါတယ်เนาะတောင်းဆိုခံလိုက်ရပါတယ်ဌာနမှာရဲမှာရှိတာเนาะမိဆိုတော့ကျွန်တော်အားလိုက်ပြောတော့မဖြစ်သွားလေเนาะမှာရဲမှာရှိတာပြီးနောက်တစ်ကြောင်းမှဆိုလဲဝတာရှိဝဒါတွေကနေတဲ့ကြည်တန်ရှောက်ထိုးရတဲ့မှာရှိတာကျွန်တော်တရားရောက်စီကနေနှိလေပေါ့เนาะတရားရောက်စီကနေဗာလဲဒါရောက်ခံရမှာမဟုတ်ပဲနဲ့နောင်လောက်ကွက်လက်ချင်းခံရမှာဒါမှဆိုလဲစက်ဘိန်းကိုကြည်တန်ရှောက်ထိုးရတဲ့မှာရှိတာယူသွားခြင်းခံရစက်ဘိန်းခိုးသွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะသူစက်ဘိန်းခိုးသွားခြင်းခံခဲ့ရတယ်အောက်ဆုံးမှာဆိုလဲ私は母にね漫画の本を捨てられました捨てますလို့ပြစ်တာပေါ့အဲ့တော့漫画ဆိုတော့ကျွန်တော်ဒီဂျပန်အဖြူမဲ့ကတ်တုန်လေးပြောပါပေါ့နော်အဲ့တော့နော် animation ဆိုရင်ကျွန်တော်漫画နေလာလေနော်အဲ့တော့ဒီ私はနော်ဒီ母に漫画の本を捨てられましたဆိုရင်ကျွန်တော်ကအမေစီရတယ်漫画စာအုပ်ကိုစွန့်ပစ်ခြင်းခံခဲ့ရပါတယ်ဆိုတဲ့ပုံစံမျိုးလေးအဲ့တော့2မျိုးရှိမှာပေါ့နော်ဒီလိုမျိုးတရားစီကနေတိုက်ရိုက်ခံရတာနဲ့ကျွန်တော်ဒီအမေစီကနေအမေဆိုတဲ့တရားစီကနေမန်ဂါစာအုပ်လေးကိုဆိုတယ်လို့နောင်လေးကိုစွန့်ပစ်ခံရဆိုပြီးတော့နောင်ကိုဆိုတဲ့မျိုးလေးရှိမှာပေါ့နော်။ပြီးနောက်တစ်ခု99ကဟီရာခါရဲမှာしたဟီရာခိမဆိုဖွင့်လက်တာအဲ့တော့ဒီ dead ဆိုတာမှားလေနော်အဲ့ဒီနေရာမှာဒီနောင်တစ်ခုကဖွင့်လက်ခြင်းခံရပါတယ်နော်အဲ့တော့ကြည့်အောင်
နေရာမှာဆိုတော့ကျွန်တော်တို့က day ပေါ့နော်ဟိုရှိရလေနော်F5 မှာနေရအဲ့လိုနှီးနေ day နဲ့လေ action ပိုင် day ပေါ့ဒီမှာဆိုအဲ့လိုဖွင့်လက်တယ်ဆိုတော့ day ပေါ့အဲ့နေရာမှာဒီကျွန်တော်တို့ကနိုင်နေကားပေါ့နော်ကွက်လက်ချင်းခံခဲ့ရတယ်ဒီမှာဆိုကြည့်အောင်အိုဆာကာတဲ့ထန်ရန်ကိုင်းကဟီရာခါရဲမရှတာထန်ရန်ကိုင်းဆိုပြပွဲပေါ့နော်ကျွန်တော်ဒီအိုဆာကာမှာပြပွဲကဖွင့်လင့်ချင်းခံခဲ့ရတယ်နော်ពេលနောက်တစ်ခုဆိုလဲအိုဆာကာတဲ့ခုတ်ဆိုင်ခိုင်ကြီးကအိုခိုနာဝါရဲမရှတာတဲ့နော်ဒီကောင်လေးက ikimas နဲ့ခံကြီးတူရယ်နော်နောက်အဓိပ္ပာယ်တစ်ခုရှိရယ်နော်အိုခိုနာအီမတ်ဆိုတဲ့ဒီကျင်းပတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်အဲ့တော့အိုဆာကာမှာဒီနိုင်ငံတကာအစည်းအဝေးပွဲကနော်အိုခိုနာဝါရဲမရှတာဆိုတော့ကျင်းပခြင်းခံခဲ့ရပါတယ်ကျင်းပခြင်းခံခဲ့ရတယ်ဖွင့်လင့်ခြင်းခံခဲ့ရတယ်ဆိုတော့ကျွန်တော်တနည်းအားဖြင့်ကျွန်တော်တို့ကဘာသာစီလျော်ပြန်လိုက်လို့ရှိရင်ကျွန်တော်သိရမှာကဒီနေရာမှာဒါကကျင်းပဖွင့်လင့်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒီဂျပန်စကားဆိုကျွန်တော်တစ်ခါတည်းရိုက်ဘာသာပြန်လို့မရအောင်နော်နည်းနည်းစီလျော်ပြန်ပေးရတာမျိုးလေးရှိတယ်အဲ့တော့ဒီနေရာမှာဆိုတော့ဒီနေရာတဲ့နော်နေရာတဲ့ပေါ့နော်နိုင်နေကဟီရာခါရဲမရှတာတခုခုကဖွင့်လင့်ခြင်းခံခဲ့ရပါတယ်ဖွင့်လင့်ခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးခေနောက်ဆုံးတစ်ခုဆိုရင်နော် ukemi plus take emails ပေါ့နော် ukemi ဆိုတာခံရတဲ့ file လေးနော် take emails ဆိုတာ vat နေတယ်အဲ့တော့ကွက်လက်ချင်းခံနေရတယ်ပေါ့နော်ဒီຢာကဒီလိုလောက်ခံနေရတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်စီလီအောင်ဘာသာပြန်မယ်ဆိုရင်လောက်နေကြတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့ဒီမှာကြည့်အောင်ဒီမှာဆို ego ပေါ့ ego ဆိုအင်္ဂလိပ်စကားလုံးအင်္ဂလိပ်ဘာသာစကားပေါ့နော် ego ကတဲ့စကားဂျူနီစခါဝါတဲ့ take email စခါ email ဆိုအသုံးပြုတာလေနော်အဲ့တော့ukemi ဖောင်ပြောင်းတော့ e ကို r line ပြောင်းတော့ wa remus ကလိုက်တယ်เนาะအဲ့တော့မှနောက်ထပ်တဲဖောင်ထပ်ပြောင်းတော့ remus က re တဲဖြစ်သွားတာပေါ့စုခါဝါရဲတဲ့ email ဆိုရင်ကျွန်တော်တို့အင်္ဂလိပ်စာကပေါ့နော်အင်္ဂလိပ်ဘာသာစကားကနိုင်ငံတော်မှာစကိုင်းဂျူနီပေါ့နော်စုခါဝါရဲတဲ့ email အသုံးပြုခြင်းခံနေရတယ်အဲ့တော့တနည်းအားဖြင့်အသုံးပြုနေကြတယ်လုပ်နေကြတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရမယ်နော်ပြီးတော့နီယိုနိုခူရမဝါရဲအီနိုနာခုနီဟဲယူရှုစုစာတဲ့ email ယူရှုစုဆိုတာတင်ပို့တာပေါ့နော် you new ဆိုရင်တော့တင်သွင်းတာပေါ့ဒါရှုစုဆိုတာဒီ demas ခံကြီးလေးနော်ထွက်တာအဲ့တော့မျိုးမျိုးသောနိုင်ငံတွေစီကိုထွက်တယ်ဆိုတင်ပို့နေတာပေါ့လို့မျိုးဂျပန်ရဲ့ကားတွေကမျိုးမျိုးသောနော်နိုင်ငံမျိုးမျိုးကို irona နော်ဒါ iro နော်အဲ့တော့ iron ဆိုဒီလိုရေးတာပေါ့ you should ဆိုစားတဲ့ email ဆိုတင်ပို့ခြင်းခံနေရပါတယ်တင်ပို့နေကြတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြီးこの本は世界中に読まれていますဆိုရင်ဒီစာအုပ်ကနိုင်ငံတော်မှာဖတ်ခြင်းခံနေရတယ်ဆိုတော့ဒီစာအုပ်ကနိုင်ငံတော်မှာဖတ်နေကြတယ်ပေါ့အဲ့လိုမျိုးပေါ့နော်ဒီမှာကျွန်တော် Harry Potter တို့ပါအဲ့လိုမျိုးပေါ့နော်နာမည်ကြီးတဲ့စာအုပ်တစ်ခုပေါ့ရမယ်နော်အဲ့ဒါဒီ ukemi ဆိုတာခံရတယ်ဆိုတဲ့အဓိပ္ပာယ်လေး